ကဲဒူရီချစ်တဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါနော်ဒီရက်ဒီလွှဲနေရဆိုရင်မလဲတပတ်စာဘက်ကတော့သူကတော့မှန်းနေတယ်ကျုံရက်ဖက်မှာတော့ကောင်းအောင်မတပွဲပေါ့ချပြပြီနော်အချမ်းနေတဲ့လူတွေရှူတော့နော်စပီမပြီးရတော့ကံပေါ့ကျုံသွားကြည့်မယ်နော်သူကဒီ25လို့ထွက်ပြီးသွားရင်သူ့ဘုတ်တစ်ပတ်မှာနေပိတ်ထောင်မယ်အဲ့လိုထောင်ပြီးတော့ねသူကတစ်ပတ်3ပတ်မြောက်မှာဘုဒ္ဓဦးနေမှာ8ထိပ်ထွက်တယ်80ဆိုရ8ထိပ်ဦးနော်အဲ့ဒီ8ထိပ်ကဒီ25အပေါ်တစ်ပတ်ကတောက်ကြနေနေမှာ8ပိတ်ဆိုပြီးတော့ပြန်ပြီးအဲ့လိုပြန်ပြီးပြီးတော့မှလက်ရှိ25ထွက်ပြီးညနေပိုင်းရှေ့အပိတ်ဆိုပြီးတကထပ်ပြီးနော်သူအဲ့လိုထပ်ပြီးပြီးတော့မှသူကဒီရှေ့အပိတ်ကပုံမှန်ရှိတစ်တစ်ဆိုရနှလုံးပေါ့နော်တစ်နှလုံးမှာတစ်တလုံးနဲ့သူက18ဆိုပြီးရိုက်သွားတယ်18ဆိုပြီးရိုက်တယ်18လို့ရိုက်ပြီးကမှဂျန်ရီနေ့လယ်မှာရှင်းနောက်ပိတ်ပြန်ပြီးရှင်းနောက်ပိတ်အသေးပေါ့ရှင်းနောက်ပိတ်အသေးဆို8ချက်ပေါ့နော်8ချက်ရှင်းနောက်ပိတ်အသေးပေးပြီးတော့မှသူက25ထွက်ပြီးတော့2000ပဲဟုတ်တယ်တပတ်2ပတ်မြောက်မှာဒီအင်္ဂါလေးညနေထွက်ခဲ့တယ်89နောက်ပိတ်လေဂျန်ရီနေ့လယ်ထွက်ခဲ့တယ်88ဆိုရှင်းနောက်ပိတ်98ဆိုခဏဒီရှင်းနောက်ပိတ်နဲ့98ဆိုပြီးတော့ကျွန်တော်တို့ဒီမှာ98ဆိုပြီးတော့ဒီကောင်တို့လာကြိုက်တော့ဒါတပင်ပေါ့နော်သူ့ရဲ့ပုံစံတူပေါ့ဒီမှာ25ထွက်တယ်2000ထောင်ပြီးတော့သူတို့ဒီမှာနံပါတ်3မှမြောက်မှာဘုံလုံးကြီးထွက်ခဲ့တဲ့83ဆိုတဲ့ကဏ္ဍမှာ8ထိပ်စီအရှိကဒီဘက်ကလူပဲတောက်ကြနေညနေမှာရှေ့ပိတ်ပြန်ပြီးအဲ့လိုရှေ့ပိတ်ပြန်ပြီးမှကျွန်တော်ဒီနေ့25ထွက်ပြီးတော့98ဆိုပြီးတော့ရှင်းနောက်ပိတ်ပြန်ရတယ်ရှင်းနောက်ပိတ်ရိုက်ပြီးတော့မှဒီရှစ်အပိတ်ရဲ့ပုံမှာ99ဆိုတဲ့9တလုံးနဲ့98ဆိုပြီးကျွန်တော်ရိုက်တယ်ဒီဘက်မှာလည်း18ဆိုပြီးနော်ရှင်းနောက်ပိတ်အပေါ်တင်နှလုံးနဲ့18ဆိုပြီးရိုက်တယ်ဒီဘက်မှာရှင်းနောက်ပိတ်9နှလုံးနဲ့98ဆိုပြီးရိုက်တယ်ဒီဘက်မှာ18လို့ရိုက်ပြီးတော့မှဒီမှာဂျာဝင်းနဲ့မရှင်းနောက်ပိတ်ပြီးရဆိုရင်ဒီ98လို့ရိုက်ပြီးကမှဂျာဝင်းနဲ့မရှင်းနောက်ပိတ်ထပ်ပြီးမယ်ဆိုရင်ရှစ်ပိတ်ရှင်းမယ်လို့တယ်ရှစ်ပိတ်သူကအဲ့ဒီရှစ်ပိတ်ပြီးသွားတာနဲ့ဒါအပိတ်ရပြီနော်ရှစ်ပိတ်ပြီးသွားတာနဲ့သူကဒီ25လို့ထွက်ပြီးသွားရင်နှစ်နောက်ပိတ်ပိတ်ထားတယ်ဒါလိုပိတ်ပေါ့နော်25လို့ထွက်ပြီးတော့နှစ်နောက်ပိတ်ပိတ်ထားအဲ့လိုပိတ်ပြီးသွားတာနဲ့ဒီကျွန်တော်တို့တစ်ပတ်နှစ်ပတ်မြောက်မှာအင်္ဂါနေ့ညနေထွက်ခဲ့တယ်89နောက်ပိတ်နဲ့ဘရုံးညနေထွက်ခဲ့တယ်88ဆိုရှင်းနောက်ပိတ်98ဆိုတဲ့ခဏဒီမှာလာရိုက်သွားတယ်ပေါ့နော်ဆိုတော့ပြောပြပါအဲ့လိုရိုက်ပြီးတော့ဒီမှာရှင်းနောက်ပိတ်ရပြီဒီဘက်မှာရှင်းနောက်ပိတ်ရပြီဆိုရင်နှစ်ဘက်မြောက်မှာအင်္ဂါနေ့ညနေထွက်ခဲ့81ဆိုတဲ့တင်းနောက်ပိတ်နဲ့ကျွန်တော်တို့ဒီကြောင်ရိထွက်ခဲ့တယ်38ဆိုတဲ့ရှေ့ပိတ်နဲ့18ဆိုတဲ့ခဏနောက်ပါနေလေမှာ18ဆိုတဲ့9ပိတ်နော်9ပိတ်နောက်ပါနေလေမှာ18မယောအနေနဲ့ထိုးသွားနောက်တစ်ချက်ဒီမှာခွန်အဲ့လိုရိုက်ထားတယ်နော်ကြည့်မယ်နော်ခွန်အဲ့လိုရိုက်တယ်ဒီမှာတော့ခွန်ပရိမလားငါပရိလားနော်အဲ့ဆိုရင်ခွန်ဆိုလို့ရှိရင်လည်းဘာလာမလဲရှင်းလေနော်ခွန်ဆို
အဲ့ဒီမှာကျွန်တော်တစ်ရှိပေါ်ပေါ့နော်โอเคအဲ့တော့တကွက်ကောင်းဆိုင်နော်တကွက်ကောင်းဆိုင်ပေးမပေးရတော့ကန်စိုက်ကတော့သူကွက်တီလာနေတယ်နော်အဲ့တော့နှစ်ဖက်မှာ break အနေနဲ့ကတော့ကိုbreak နော်ကိုbreak အနေနဲ့ကိုbreak ကျွန်တော်ပေါ်ကွက်တကွက်ကောင်းအနေနဲ့တစ်ရှိနှစ်ဖက်ကျွန်တော်တို့နှစ်ဖက်နေလေမှာပေါ့နော်နှစ်ဖက်နေလေအဲ့တစ်ရှိဆိုများကဲလို့များတစ်ရှိရဆိုပြီးထွက်လာညနေပိုးသိမ်းရလို့ရတယ်နော်အဲ့တော့နှစ်ဖက်ကိုbreakထွက်ပါတယ်ပဲဆိုတော့တစ်ရှိတော့မဟုတ်ကိုbreakထွက်လာရင်ဒါမှညနေတကွက်ထည့်ရကမယ်ခဏတကွက်ရှိလို့နော်ကဲအားလုံးပဲကန်တူလို့အကျိုးပေးပါစေနှစ်ဖက်မှာအားလုံးပဲကန်ကောင်းကြပြီးတော့ငွေတုံးများပိုင်နိုင်ပါစေ